အားလည်းအခုရှာတော့ရှာနေရပါတကယ်လို့အဲ့လာကပြေးလို့ဟိုငါမှပတ်စံမလောက်ရင်လည်းမင်းနေပါတော့စိုက်ပြီငါအဲ့ဒါပြဿနာမရှိဘူးအဲ့ဒါတော့ငါအမြဲတမ်းစိုက်ပေးနေရဆိုစိုက်ပြပြီးတော့ငါ့ကိုနည်းနည်းတော့ပြန်ဆက်ပေး အေးပါဆက် ဟုတ်ပြီလား တော့ငါမပြောစရာရှိလို့ဟိုငါတို့ကွာအခုကအိမ်လာစာတွေကလည်းဈေးကကြီးလာရောအာဒီတက်နည်းနည်းနဲတဲ့အိမ်လေးကိုငါတို့နှစ်ယောက်ဆက်ပြီးပြန်ငှားလိုက်ရရင်မကောင်းဘူးရကဘယ်လိုတော့တောက်ချင်တော့တော့မောဝဲဘယ်လိုထိုင်ရလဲဆိုတော့ဝေးပဲလည်းရောဝဲလေးတော့ရဲတော်လို့မရအောင်ကေရကောင်းမယ်အဲကေလာတာရဲကြီးရတော့ဒီအဲကေโอเคကိုဘယ်သွားမလဲအဲ့ဒါအနီးဆုံးတိုင်းနီးဆုံးဆိုင်နီးရောက်လာပို့လေဘယ်သွားမှတိကျပြောလေအနီးဆုံးဆိုင်သွားပါဩစကီတိုင်းโอเคတက်ဒီရတက်ကပါလေခင်ဗျာပြည့်ရတဲ့မြန်ဝအောင်လို့မလီလုတ်ပြတာဘာဘူးရလားရဲဘာဘူးလုတ်စင်ပြေရလားဟိုဘက်တိုင်းပြုတ်ရသွားကြည့်ပါလို့အောက်ကဘက်ထိုင်တော့မသွားတော့မြန်တော့မောနေတော့ရပြီโอเคဟုတ်ပြီရှင်းပြမောရတော့စင်ပြေရပြည့်လာအေးထိုင်အောင်အေးထိုင်အာမင်းဆိုင်ရလေအာလောက်စားလာမလွယ်အောင်ကွာတော့ဘေးတော့ဆိုင်ရောင်းအခြေနေဟေ့ငါမိုးရလဲပူကြမလို့နေပူလဲပူကြမလို့ငါအရေးထဲမှာရောင်းရတာနော်ငါ့ကိုမေးမနေနဲ့မင်းတို့ပဲငါမေးရမှာမင်းရောဆိုင်ရဆွဲကောင်းဆိုင်ကဆွဲမကောင်းပါဘူးကွာဟေ့ဆွဲမကောင်းကကြားလိုက်လမ်းမှာငမူးနဲ့တွေ့နေလို့ကွာအဲ့ငမူးကိုဆိုင်မနေပို့ခဲ့ရတယ်ငါမှလမ်းမှာရစ်ခံလိုက်ရတာကွာနောက်ညင်းနေတော့စားမလွယ်ဘူးအဲ့ဆိုရင်လမ်းမှာရစ်တဲ့ကောင်ကိုခဏမေးထားပြီးတော့ငါလည်းရစ်တယ်လို့တော့သဘောမထားနဲ့အခုမင်းနဲ့ငါနဲ့ငားနေတဲ့အိမ်ကပြည့်သွားပြီအဲ့တော့နောက်ထပ်6လသာတင်ရမယ်အဲ့တော့မင်း3လသာပေးရမယ်ငါ3လသာပေးရမယ်ဟုတ်တယ်နော်အဲ့တော့ငါ3လသာတော့ငါစုတာပြီးသားရှိတယ်အဲ့တော့မင်းငါ့ကို3လသာပေးပေါင်းတင်လိုက်ရအောင်ပြီးပါကွာငါလည်းအခုရှာတော့ရှာနေရပါတကယ်လို့အဲ့လာကပြေးလို့ဟိုငါမှပတ်စံမလောက်ရင်လည်းမင်းနေပါတော့စိုက်ပြီငါအဲ့ဒါပြဿနာမရှိဘူးအဲ့ဒါတော့ငါအများတိုင်းစိုက်ပေးနေရဆိုစိုက်ပြီးတော့ငါ့ကိုနည်းနည်းတော့ပြန်ဆက်ပေးဟုတ်ပြီလားတော့ငါမပြောစရာရှိလို့ဟိုငါတို့ကွာအခုကအိမ်လာစာတွေကလည်းဈေးကကြီးလာရောအာဒီတက်နည်းနည်းနဲတဲ့အိမ်လေးကိုငါတို့နှစ်ယောက်ဆက်ပြီးပြန်ငှားလိုက်ရရင်မကောင်းလားကောင်းတာဗောဒီတက်လှုပ်ဆန်းပါမင်းဟိုနဲတဲ့အိမ်ဆိုတပြားမှပေးစရာမလိုဟုတ်လားအဲ့ဆိုလုပ်လေကွာလေကွင်းထဲမှာသွားပြီးတဲထိုးပြီးနေရမှာမင်းကလည်းစဉ်းစားကြည့်လေကွာဒီနဲ့နဲတဲ့အိမ်ဘယ်မှာထက်ရှာမလဲအဲ့ဆိုအဲ့လိုတဲလေးထိုးပြီးနေလိုက်မင်းနေငါးသိက်ကရှိသေးတယ်နော်မင်းကလည်းဖြည်းဖြည်းអော်ပါကွာမင်းကတငယ်ချင်းချင်းကိုမင်း3လသာရှာဖို့မင်းနဲ့နော်အေးပါကွာငါလမ်းမှာငမူးကရစ်တာတမျိုးမင်းကပွမ်တာတမျိုးအေးရှာလာလိုက်မယ်ကွာငါမင်းကိုရစ်တာမဟုတ်ဘူးမင်းနေလို့ငါတောင်းတာအေးပါကွာဒီမှာငါရမ်းမတာတောင်းနေလည်းမတွေ့ပါလားခေတူအမမိုးရွာလို့တဲ့ဘေးထဲမဆွဲဘူးအိမ်ပေါ်မှာအိတ်နေလေရဲ့အဲ့ကြောင့်ကိုရဆိုင်မလည်းမတွေ့တာဘူးကိုရဆိုင်လည်းငါလည်းမဖွင့်ဘူးလေမိုးရွာလို့အခုမှဈေးသွားပြီးတော့အခုမှကိုရဆိုင်ဖွင့်မှာကဲခေတူအိမ်ပေါ်မှာရှိတယ်အိတ်နေတယ်တော်ပြီးသွားလောက်မယ်နော်အေးတော်တဲ့ကိုကျက်တမျိုးပဲဒီမကောင်းလားယင်ကိုနေကောင်းပါလေတဲ့မိုးရွာလို့ခဏလေးမေးနေလိုက်တာအိပ်ရောပါဒါနဲ့ဒီနေ့တဲ့ရစိတ်မတော်ဘူးလားဟိုကလည်းမစ်တက်တာပဲဒီနေ့တနေ့ကနေလေးစိတ်အောင်ပိတ်တာပေါ့လို့ဟုတ်သားပဲအဲ့ကြောင့်မလို့တရားကိုနဲ့တွေ့ချင်လို့ကဲတကယ်ကိုလာတာအဲ့ဒါကိုမတွေ့ရနဲ့ဒီတိလိုက်လာခဲ့တာပြီးတော့အိမ်ရှိမှတော့မှကိုတက်လိုက်တွေ့သေးတယ်လေကိုတက်လိုက်ကိုရဆိုင်သွားခွင့်မလို့တဲ့အဲ့ဒါကိုအထက်မှာအိတ်နေဆိုလို့တရားဝင်လာခဲ့တာကိုမေးစရာရှိတယ်ပြောလေတဲ့ကိုနဲ့တဲနဲ့ကလည်းကြက်လိုက်ခဲ့တာ3နှစ်ကျော်ပြီလေပြီးတော့ကိုကလည်းတကောင်ကျွဲတဲကလည်းတကောင်ကျွဲဆိုတဲ့ခါကျတော့ပဝန်းကျင်ကလည်းနေတို့
ဒီလောက်ကြိုက်လာခဲ့တာတဲ့ဘလို့ရှင်မလဲလို့မင်းနေကြတယ်ကိုလည်းအဲ့တော့တဲတို့လက်ထက်ကြရင်ကောင်းလား တဲ့ကိုလည်းတဲနဲ့လက်ထက်ချင်တာပေါ့ကိုတို့ခုလိုမျိုး3နှစ်3မိုးတော့မှစောင့်စီပြီးတူနေလာခဲ့ကြတာပဲလေဒါပေမဲ့ခုကိုတယောက်တည်းတော့မှဒုက္ခရောက်နေတာဆိုတော့တဲ့ကိုလက်ထက်လိုက်ရင်တဲ့ဒုက္ခရောက်မှာဆိုတော့ပါဒီအိမ်တော့မှကိုနဲ့တွေ့လည်းနေတယောက်တော့ငားနေကြရတယ်ဘာပဲဖြစ်ဖြစ်ကိုတို့လက်ထက်ကြပြီဆိုရင်လည်းကိုလင်ကိုမယားတယောက်တည်းအေးဆေးနေကြတာလေအဲ့တော့ကိုပတ်စံစုခွင့်လေးပေးပါအောင်တဲ့နော်ကိုစူးစမ်းပါမယ်နော် အင်းလေတဲတို့ဘွားရှိအတွက်ပဲဟာကိုသဘောပါပဲ ဒါနဲ့တဲ့ဘာစားပြီလဲ ဟာကိုကလည်းဘာစားရအောင်မှာတော့မနဲ့တည်းကဘာမှမစားသူအခုစီထွက်လာပြီအတူတူစားမယ်ဆိုပြီးလာခဲ့တာ အားဆိုရင်ခဏဆောက်နော်ကိုမျက်နှာတပီကိုစားလဲလိုက်ပြီးမှလူတော့စားကြမယ်နော် အဖေကြီးက ဟုတ်ဦးကကြည့်ရမိုက်လိုက်တာတော်တော်ပြောင်းလဲသွားတာနော်ဦးကဖားကမှာတော့အဆင်ပြေနေတာပေါ့ အဆင်ပြေတာဗောငါညီရတယ်။ဟာလေမြတ်အခုဒီကယ်ရီဆွဲနေလို့ပါလား အော်ကျွန်တော်တို့ဦးကတခြားလဲဘာမှမလုပ်တော့ဘူးဆိုတော့ဒီကယ်ရီဆွဲတဲ့လုံလေးပဲလုပ်တတ်တာဆိုတော့စားဝင်နေပြီးတော့ဒါပဲလုပ်နေတာတိတ်တော့အဆင်မပြေပါဘူးဦးတန်ဒီမှာဒါနဲ့ဦးတန်တာဂီတာပီလေကတ်ဆိုင်ဦးတန်ဘယ်လိုလုပ်လိုက် ။တပည့်တွေပြီးလိုက်ပြီ။လက်ရှိဥဒ္ဒံဖားကံမှာထိုင်ချနေတာ ဟာကောင်းတော့ဦးတန်ဟာဦးတန်အဲ့ဖားကမှာကျွန်တော်အလုပ်လုပ်လို့ရလား ။ရတာဗောမင်းလုပ်ချင်ဖို့ပဲလုပ်တယ် ကျွန်တော်လုံးချင်တာဟုတ်တယ်ဦးသားဒါပေမဲ့ကျွန်တော်အဲ့မှာအဆက်အသွယ်မရှိဘူးဦးသား ။မင်းကလည်းကွာငါကြောက်လို့ရှိတာကွာမင်းစိုက်တော်နေထိုင်ရစားအကုန်တောင်းဝင်ယူတယ်ဥဒ္ဒံရှိတယ် ဟုတ်လားအဲ့ဆိုကျွန်တော်ဦးတန်နဲ့အလုပ်လိုက်လုပ်ဖို့ကျွန်တော်စဉ်းစားလိုက်ဦးဗျာ ။စဉ်းစားနော်အချိန်ရှိဆုံးစဉ်းစားအချိန်ကဒူမဆောက်ဘူး ဒါဆိုရင်မင်းကဖားကံကိုတကယ်သွားမှာ အေးငါဆုံးဖြတ်ပြီးပြီကွာဘာလို့ဆိုမင်းလည်းသိရတဲ့အတိုင်းပဲလေငါကောင်မလေးနဲ့ငါနဲ့တွဲလာလဲ3နှစ်3မိုးဖြစ်နေပြီသူကလည်းငါ့ကိုလက်ထပ်ဖို့ကိစ္စတွေခဏခဏပြောနေတော့သူကလည်းပြန်ကြည့်အောင်မယ်မင်းသိရတယ်အဲ့တော့ငါဖားကံကိုသွားပြီးအောင်ငါစူးစမ်းမှရမယ်ရော မင်းအဲ့လိုတော့လေမင်းအဆင်ပြေပါ့မလား အဲ့တော့မင်းဘာမှမပူနဲ့ငါ့ကိုဦးတန်အစားဆုံးစီစဉ်ပေးမယ်လို့ငါ့ကိုပြောတယ်အဲ့တော့ငါသွားပြီးတော့လုံးဝင်သွားရအောင်နော် ဥဒ္ဒံကလည်းအရင်ကတော့ဒီမှာတော့သူစိုင်ဖွင့်လာနေပါနဲ့အဲ့တော့အဲ့လိုမဟုတ်ဘူး။ဘာကန်သွားမှသူကရေးလေအဆင်ပြေသွားတယ် အေးငါအတူကိုကြည့်ပြီးအားကြောင့်ငါလည်းတခုလုံးမရတော့မယ်ဒီတိုင်းဆိုရင်သူနဲ့ငါနဲ့ကနေးမှာမဟုတ်လေကွာဒီဆိုင်ကယ်ကယ်ရီပဲဆွဲနေဆိုရင်ငါတို့ကဆင်ပြေမှာမဟုတ်သိရမလားအားကြောင့်ငါကောက်မလေးနဲ့မြန်နီးဖို့အတွက်ငါဖားကတ်မှာသွားလုံးမအောင်ရမှာတကယ်နော် ။ခါရကြရင်လည်းစွန့်ချင်တယ်။ငါတော့ငါကွန်းဆိုင်လေးနဲ့ငါအဆင်ပြေနေတာဆိုတော့ဘယ်တော့မှတော့ငါလည်းစဉ်းစားလိုက်ပြီးတယ်ဘင်းပြောလို့ငါမင်းနဲ့အတူတူဖားကန်ကိုလိုက်မလားဆိုပြီးတော့နောက်တော့ငါကွန်းဆိုင်လေးနဲ့အဆင်ပြေပါတယ်ကွာဆိုပြီးငါညင်လိုက်တာဒီမင်းတို့ကနေတော့ပေါ့တကယ်မင်းအဆင်မပြေလို့ပြန်လာတော့လေငါရှိနေတာပဲ အေးပါဟဲ့ဘာတခုတော့မင်းအကူကြီးတောင်းနေတယ်ကွာငါကောက်မလေးတကယ်လို့ခက်ခဲပါညာရှင်းနေပါကြည့်စဆောင်းရှောက်ပေးအောင်တော့ရ မင်းအဲ့ဒါမင်းမပြောလဲငါစောက်ရှောက်ပြီးမှာနော်မင်းအဲ့ဒါအထွေထူးတွေမှားမနေနဲ့အေးအဓိကကမင်းဟိုမှာအလုပ်အဆင်ပြေအောင်လုပ်ပြီးတော့ပတ်စံရအောင်ရှာလာပြီးတော့မင်းကောင်မလေးနဲ့မင်းအတူတူနေဖို့လှုပ်စမ်းပါ အေးအားဆိုရင်ငါကောက်မလေးငါတိုင်မိလိုက်အောင်မယ်ကွာ တမ်းကြည့်တယ် ကျေးဇူးပါတကယ် အေးပါကိုကတကယ်သွားတော့မှလားယင် ကိုသွားမှရမယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကိုတို့ဒီလိုပဲရရဆာဆာနဲ့ဆိုင်ကယ်ကယ်ရီဆွဲပြီးတော့လုံနေမယ်ဆိုရင်တဲနဲ့ကိုနေကလက်ထပ်ဖို့ကတော်တော်နဲ့လွယ်မှာမဟုတ်ဘူးအားကြောင့်မို့ကိုလည်းဥတန်တို့ရှိရဲ့ဖားကန်ကိုလိုက်ပြီးတော့ကိုစွန့်သားမှရမယ် အေးလေကိုသွားချင်ပါလေဆိုမှပဲခွင့်ပြုပေးရတော့မှာပေါ့ ကိုကသွားချင်တာမဟုတ်ဘူးတဲ့ဒါပေမဲ့လည်းလိုပဲဖြစ်ဖြစ်ဒီလိုမျိုးကိုစွန့်သားမှဖြစ်မှာမဟုတ်လို့ကိုသွားမှာ အေးလေကိုနဲ့နီးစပ်ပို့ပေးရသဘောတူရတော့မှာ အမေတဲ့ဘာမှစိတ်မပူနဲ့ကိုတငယ်ချင်းတွက်လို့ကိုအကုန်ပါလာတယ်နော်
တခုခုလိုအပ်တာရှိရင်တွက်လက်ကူလာပြောလိုက်နော်သူကုန်စီစဉ်ပေးလိုက်မယ်ဟုတ်ပြီလားနော်လဲတာကျမကြီးလည်း view site ပြီးတော့ကိုပေါ်မှာလည်းသစ္စာရှိနေစောင့်နေနော် ဟုတ်ကဲ့ပါကိုရဲ့ပြေဆောင်နေပါ ကဲတကယ်ချင်းအဲ့ဆိုငါသွားမယ်ကွာနော်ရအောင်ငါပြောတာမမေးနဲ့အောင်နော်ငါကောက်မှလေးကိုမင်းလည်းခက်ခဲရှိစောင့်ရှောက်ပေးရော ဟေ့အထဲမှာလည်းမင်းအဲ့ဒါပဲပြောတယ်အပြင်ရောက်တော့ဒီစောက်ရှောက်ဖို့ပဲပြောနေတကယ်ချင်းမင်းမပြောလဲငါစောက်ရှောက်မှာဘာမှမပူနဲ့မင်းစောက်ရှောက်တော့လို့မင်းကောက်မလေးငါစောက်ရှောက်ပြီးမှာဟုတ်ပြီနော် ငါလည်းငါမှာစင်းသားနေပြောင်းမှာရှာပါဆိုဒီတယောက်လေးရှိရကွာအားကြောင့်မှာနေရတာငါမှာကဲရလဲ ငါစောက်ရှောက်ပြီးမှာမပူနဲ့ဩသွားကန်ဒီလေးဆိုတော့တမီးသားနှစ်ယောက်အလွန်လေးတည်လိုက်ဟုတ်ပြီလားโอเค တဲ့ဘာမှစိတ်မပူနဲ့နော်ကိုတွက်လက်ကိုလည်းအကုန်မာထားပြီးသားတဲ့တခုခုခက်ခဲရှိတာနဲ့တွက်လက်ကိုလှမ်းတာပြောလိုက်ဟုတ်ပြီလားနော် အေးပါကိုရဲ့ကိုလည်းအစစရဘူးဆိုင်နော် ဒီမှာတဲ့ကိုကတဲ့နဲ့နေရဖို့တော့သွားကြိုးစားပါလေနော်တဲ့တာဒီမှာတခုခုဘာပဲခက်ခဲရှိတွက်လက်ဖို့တာပြောနော်ကိုအကုန်လုံးဒီကောင်မှာထားပြီးသားနော် အေးပါကိုရဲ့သစ္စာရှိရမယ်နော် ဒီပါကိုသစ္စာရှိပါမယ်အဲ့ဆိုကိုသွားတော့မယ်နော် တန်းနိုင်ပို့မယ်လေ ကိုတလည်းကျမအခုဖြစ်နေတဲ့ဒုက္ခကိုကျမဘယ်လိုပြောပြမှမသိပါဘူးရှင်ကျမရှင်းစီလာခဲ့တယ်ဆိုတာလေကျမဒုက္ခတွေပြောပြချင်လို့ပါကိုဖြစ်လို့စီဖုံးဆက်တော်လေသူကစက်ပိတ်ထားတယ်တဲ့အဆက်တော့လည်းမရတာကြာပြီအခုစက်ယုံနေရတယ်လေဆန္ဒပြလို့ဆိုပြီးတော့စက်ယုံလူရှို့တဲ့ထဲမှာလေကျမပါသွားတယ်အဲ့ဒါကြောင့်ပြီးတော့အဆောင်လာကတွေရတယ်ကျွန်မမပေးနိုင်တော့ဘူးရှင်ပြီးတော့အခုချိန်မှာကျွန်မပမာနေလို့ပမာထိုင်မှမသိတော့အတွက်ကြောင့်မလို့ကျွန်မကိုတော့စီမှာအခုညီလာထောင်းတာပါဟာ အေးခေတူကလည်းကိုကထွက်သွားတာ2လကျော်နေငါလည်းသူ့ကိုဖုန်းခေါ်တယ်ဟာဖုန်းကစက်ပိတ်ထားတာနဲ့ပြီးတော့အေရီးယာပြင်ပရောက်နေတာနဲ့ဟေးလေဘာပဲပြောငါခေတူကိုပြောထားတာပဲခေတူကလည်းမသွားခင်မှာနင်းကိုစောက်ရှောက်ဖို့ငါ့ကိုတဖွာဖွာပြောခဲ့တာဆိုတော့ဟေးလေအနင်းကိုကြီးရမှာပေါ့အဲ့တော့ငါဘာမှမလုပ်နဲ့ငါညီမစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ငါစီစီပေးပါမယ်ဟာ ကျေးဇူးတင်ကိုတော့လေကျေးဇူးတင်ပါရှင် ရှိရမယ်လား အဲ့ဒီလိုကတော့နော် ဟုတ်ကဲ့ကျွန်တော်တရားရင်ပေးလိုက်ပါတော့လွေးကန်ကနေမှလာတယ် အခုဟုတ်ကဲ့အဲ့ဆိုခဏဆောင်နော် ဒီမှာကိုရရရှိနော် ဟုတ်ကဲ့ ဒီငါရလိုက်ပါမယ် ရပါတယ်ပေးစမ်းမှာကိုယ့်ကိုလုပ်ပါမယ် โอเคအေးစိငါရပါမယ်ဟာ ကဲဘယ်သူရစားမှာပါဗျာ ကဲဘသူရစားမှာတဲ့ကဲပါ တဲ့ ကို ဟာတကူပြန်လာပြီ ကိတူတကယ်ကြီးအေးပြန်လာပြီလား လွားလိုက်တာတဲ့ ဒါရပါကြီးလေ ဟောတကယ်ကြီးလေဒါကြီးဘိုက်ကြီးဗော ဘိုက်ကြီးကိုငါသိတယ်အဲ့ဘိုက်ကြီးအောင်ဘယ်သူလောက်တာလဲ ငါလှုပ်လိုက်တာလေအေးငါနဲ့ရတာလေ မင်းနဲ့ရတာ အေးလေတကယ်ကြီးကဲနင်းရဲ့ရီသားလည်းပြန်ရောက်ပြီနင်းရဲ့ချစ်သူလည်းပြန်ရောက်ပြီဆိုတော့ပြန်လိုက်သွားတော့ ဒါကြီးကိုငါရှိကိုပြန်ထဲပြန်လိုက်ကွာငါပြန်ဆောက်ရှောက်ရမယ်ဟုတ် အေးဗော ငါမင်းကိုတငယ်ချင်းမို့လို့ဆောက်ရှောက်ခိုင်းတာနော်မင်းကမယားပါလှုပ်ပြီးဘိုက်ကြီးအောင်လှုပ်ပြတဲ့ကောင် ငါတကယ်ကြီးကပြီးသွားတာနဲ့တောက်လျှောက်